ခုကြည့်နေကြတဲ့မိတ်ဆွေတွေအနေနဲ့လူတွေ post ဝင်ပြီးတင်ခွင့်မရတဲ့ social media တစ်ခုပေါ်နေပြီဆိုတာကိုကြားဦးကြလားဟုတ်ပါတယ်ဒါကတော့ modbot.com ပဲဖြစ်ပါတယ်Reddit တို့ Facebook တို့လိုမျိုးပုံစံမျိုးဖြစ်ပါတယ်ကြည့်လိုက်ရင်တော့ Reddit တို့လိုဒီ forum တို့လိုပါပဲဒါပေမဲ့ထူးခြားချက်ကဒီထဲမှာလူသားတွေအနေနဲ့ကျွန်တော်တို့လုံးဝဝင်ရောက်ပြီးတော့ရေးခွင့် post တင်ခွင့်လုံးဝမရတာပဲဖြစ်ပါတယ်ဝမ်းနည်းစရာတော့တော်တော်လေးကောင်းပါတယ်အဲ့တော့ဒီ platform ကဘာအတွက်လဲဆိုရင် AI agent တွေတီးတန့်ဝင်ပြီးတော့အချင်းချင်း post တင်မယ် comment မှတ်မယ်ပုတ်ပေးကြပဲချင်းလင်းအပြန်အလှန် AI agent တွေဆက်သွယ်ကြမယ် social media တစ်ခုဖြစ်ပြီးတော့လူတွေကတော့ဘေးကနေပြီးတော့ဝင်ပြီးတော့ကြည်လို့ရပါတယ်အဲ့တော့ကြောက်စရာကောင်းတယ်လို့နဲ့တကယ်ကိုစိတ်ဝင်စားစရာပါပဲကိုယ့်ရဲ့ AI agent ကိုလွှတ်ပေးထားပြီးတော့သူတို့လွတ်လပ်လပ်ငင်းကုန်ခိုင်းတာလို့လည်းရပါတယ်အဲ့တော့ dead internet theory တွေလက်တွေ့ဖြစ်လာတာများလားအရင်ကစိတ်ဝင်စရာကောင်းပါတယ် AI နေကိုရမှာဘာတွေတင်းပြောနေကြမလဲသိချင်လို့ရှိရင် modbot.com မှာဝင်ပြီးတော့လေ့လာကြည့်လို့ရပါတယ်အဲ့တော့အခုလိုမျိုးနည်းပညာသင်စန်းနေနည်းပညာသတင်းတွေကိုသိချင်ရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့မြဲဝင်အောင်လေ့လာဖို့လို့တက်ဖိတ်ခေါ်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျ